အမျိုးတွေသင်္ဂလာပါဗျဒီနေ့က20ရက်တလပိုင်း2000နဲ့မှ26ဖြစ်ပါတယ်ဗျဒီနေ့ကတော့ဦးဇင်းတို့ရဲ့သူရဲကောင်းကြီးတွေပေါ့နော်ဥကိုကိုလိုင်းနဲ့ဒေါ်တီတာဦးတို့အဖွဲ့နဲ့ပေါ့နော်ဂမ်ဘီယာနိုင်ငံကိုမြန်မာနိုင်ငံရဲ့ဂုဏ်တိတ်ခါအတွက်မြန်မာနိုင်ငံရဲ့ဒါတမိုင်းတွင်မဲ့ပွဲလို့လည်းပြောလို့ရပါတယ်ဗျတမိုင်းတွင်မဲ့ပွဲလို့လည်းရပါတယ်တစ်ဖက်ကဘယ်လောက်ကြီးပဲရုပ်မှရုပ်ပါဘယ်လောက်ကြီးပဲရည်ရဂမ်ဘီယာနိုင်ငံဆိုတာကဘာမှမဟုတ်တဲ့ကိုနိုင်ငံမှာဗျာနော်တက်မဲ့ကိုဦးစင်ပြောခဲ့ပြီပဲလူမျိုးလိန်ရိုဟင်ဂျာဆိုတဲ့ဘင်္ဂလီကနေမှရိုဟင်ဂျာဆိုတဲ့တိုင်းရင်းသားမိခံနေတာပေါ့ဗျာသူတို့ကနေပြီးမှဒါအကုန်လုံး OIC 50ဒါနှစ်နိုင်ငံနဲ့ပေါင်းပြီးမှဒါလုတ်တဲ့ပွဲပေါ့ဗျာမြန်မာနိုင်ငံကိုဒါသူတို့အနိုင်ကျင့်လို့ရမလားဆိုပြီးလုတ်တဲ့ပွဲပေါ့ဗျာပြောရလို့ရှင်တော့ဟုတ်လားအဲ့ဒါဖြစ်ပါဒါဦးစင်းတို့ကတော့ဦးစင်းတို့ရဲ့မြန်မာနိုင်ငံရဲ့တွေ့ရကောင်းကြီးတွေပဲပေါ့နော်တခါကြီးဥကိုကိုလိုင်းတော့ဒေါ်တီတာဥတို့အဖွဲ့တွေအားလုံးဒါ29ရက်နေ့ဆိုလို့ရှိရင်ဒါမန္တလေးရန်ကုန်မှာဒါဂမ်ဘီယာနိုင်ငံနဲ့ဒီနိုင်ငံတွေကိုကန့်ကွက်ချုပ်ချပွဲလုပ်ပြီးမှဟုတ်လားလုပ်ကြမှာပေါ့ဗျာနော်နိုင်ငံလုံးအတိုင်းဒါတစ်ခုနဲ့အဲ့တော့ဦးဇင်းတို့ရန်ကုန်မှာဆိုရင်တော့ဒီဟောပြောပွဲနေရာလေးတွေမှာပြောချင်တာတော့တကယ်တမိုင်းကိုတီးတဲ့နားလဲတဲ့သူတွေဟောပြောတာအကောင်းဆုံးလို့ပဲပြောချင်ပါတယ်ဒါမန္တလေးကတော့ဘယ်သူပြောမလို့တော့မတည်ဘူးရန်ကုန်ကတော့ဟောပြောမဲ့သူတွေရဲ့လူဆိုတော့ဦးဇင်းတို့ကသဘောကျတယ်လေးစားတယ်ဟောတို့ကဒီတမိုင်းကိုတော်တော်ကြီးနားလဲတမိုင်းကိုတော်တော်ကြီးတီးတဲ့သူတွေတို့တွေခေါ်လို့ရမယ်ရတော့မတည်သေးဘူးပေါ့ဗျာနော်ဒါနဲ့တကယ်ချင်းနဲ့ဆက်တွဲတဲ့အခါမှာတော့ဆက်တွဲလို့တို့တွေကိုဆက်တွဲထားတဲ့အကြောင်းမပြန်နေတဲ့အကြောင်းတော့တီးရတယ်ဘာဖြစ်လို့တို့တွေဒါဆိုပွားမယ်ဆိုရင်ရန်ကောင်းတယ်နော်ဟောပြောပဲတမိုင်းကတော်တော်ကောင်းတယ်တမိုင်းတော်တော်ကြေတဲ့သူတွေကိုဗျာနော်အဲ့တော့မန္တလေးမှာလည်းဦးဇင်းတို့ကဟောပြောတဲ့အခါမှာလက်ခုပ်တန်းကိုအပေါ်ကနေပြောလိုက်ပြီဆိုလို့ချင်းအောက်ကလက်ခုပ်တန်းပြောင်းဆိုတခဏလက်ခုပ်တန်းကိုတဘောမကြကြပါနဲ့လို့ပြောချင်တယ်ဒီရဲ့တမိုင်းကိုတကယ်တိတဲ့နားလေတဲ့သူတွေတမိုင်းကိုတကယ်ကျွမ်းကျင်တဲ့သူတွေကိုပဲပြောခိုင်းပါဖိတ်ပါနော်ဖိတ်လို့မရဘူးဆိုရင်ဖိတ်ပေးမယ်နော်ဖိတ်လို့မရဘူးဆိုရင်ဖိတ်ပေးမယ်တကယ်တမိုင်းတက်တီနားလေတဲ့သူတွေကိုနော်ဘာဖြစ်လို့ဆိုတော့နောက်ပြီးတစ်ခုရှိတာကဒီပွဲကငါလှုပ်ထားကွာဒီပွဲကငါတို့လှုပ်လိုက်ထားကွာဒီပွဲကငါတို့အဖွဲ့အစည်းလှုပ်လိုက်ထားကွာဆိုတဲ့ဂုံပုတ်ကိုမယူကြနဲ့နော်မန္တလေးပြည်သူလူထုရဲ့အကုန်လုံးရဲ့အတိုင်းအတာတစ်ခုနဲ့လောက်ရမယ်စီလုံးမှုညညွတ်မှုနဲ့ပြရမယ်ဒါမြန်မာနိုင်ငံနဲ့ဆိုင်တာတစ်ဖွဲ့စည်းတစ်ခုနဲ့တွားဆိုင်တာမဟုတ်နော်ကျွန်တော်အခုကအတောင်ထွက်လာဟုတ်လားဘယ်ဖွဲ့ကလှုပ်ထားဘာဖွဲ့ကလှုပ်ချင်တာဘယ်ဖွဲ့ကပုံစံဖြစ်နေပြီနော်တကယ်မန္တလေးမှာပါတီတွေကိုလည်းဖိတ်ရမယ်တက်ခိုင်မှာဆိုတခါကြီးဦးအောင်ကျော်မိုးတို့ဖိတ်ရမှာနော်တိကျဖိတ်ရမှာဒါပါတီနဲ့ရန်ဆိုင်တာတဆာညာတွေဖိတ်ရမှာနော်တဆာညာတွေဖိတ်ရမှာတကယ်အမျိုးသားရေးကိုဥထိတ်ထားတဲ့ပါတီတိုင်းကိုဖိတ်ရမှာတိုင်းပြည်ကိုတကယ်ရင်ထဲနှလုံးသားတဲ့နှစ်ခါချစ်တဲ့သူတွေကိုဖိတ်ရမှာဒါလေးတော့ဒါအတီးပေးချင်တာပေါ့နော်တချို့ကနာမည်ရချင်တာနဲ့ငုံပုတ်ပြစ်ချင်တာနဲ့ဟိုကဖြစ်ချင်တာနဲ့တိတ်လို့တယ်တော့ကြာဟုတ်လားကြက်ပွဲလောက်တော့မစီပဲဖြစ်သွားမယ်နော်အဲ့တော့ဦးဇင်းတို့ပြောချင်တာကတော့စီစီလုံးနဲ့ညီညွတ်နဲ့လှုပ်စေချင်တယ်ဒါအဲ့လိုစီစီလုံးနဲ့ညီညွတ်လှုပ်ချင်တဲ့လှုပ်ပြီးဆိုလို့ရှိရင်တနိုင်အလုံးအတိုင်းတာတစ်ခုနဲ့အုံကြွလှုပ်ရမယ်အရာတွေတစ်ခုတွေနော်ဒါလည်းစီယုံမှုလေးစားမှုဖိစားအကုန်လုံးကွာလေးကြားလားဒါလေးတွေလည်းဦးဇင်းတို့ကဒါအကုန်လုံးလည်းလုံးမထင်ပါဒါလည်းဦးဇင်းတို့ကတော့ဒါကိုတိတာလေးတို့တတိပေးခြင်းဖြစ်ပါတယ်ဗျာနော်ဦးဇင်းတို့လည်းဒါအနည်းဆုံးလူဦးရေမထုတ်ပါဘူးဆိုဦးဇင်းတို့လည်းအနည်းဆုံးဒါ500ဦးဇင်းတို့လူထုတ်ဒါ500ဦးဇင်းတစ်ပတ်လေးနဲ့500ထုတ်ပေးမှာ500ဦးဇင်းတို့ဒါကအကုန်လုံးနဲ့ဆိုင်တယ်တနိုင်ငံလုံးနဲ့ဆိုင်တယ်နော်အဲ့ဒါ29ရက်နေ့မှာရန်ကုန်မန္တလေးမှာဒါကန့်ကွက်ချုပ်ချပွဲတွေဒါလုပ်မယ်ဆိုတဲ့အကြောင်းဦးဇင်းတို့ဒါစီဝဲထိုင်တဲ့လောက်ကတော့သိရှိရတယ်ပေါ့နော်သိရှိရတယ်နောက်တစ်ခုကဦးဇင်းတို့တောင်ကြီးမြို့မှာကျောင်းဆရာကိုပိုင်အထက်တန်းကျောင်းဆရာရဲ့သားကကျောင်းသူကိုမရင်းကျင်တဲ့အရာပေါ့နော်အဲ့တော့အဲ့အရာဆိုလို့ရှိရင်ဦးဇင်းတို့ကပျောက်ပြက်သွားမှာစိုးတယ်ကောက်ရုံးပြီးလို့ဟုံးဆိုတော့ပြီးငွေနဲ့ပြီးသွားမှာစိုးတယ်တခါကျဒါကိုပိုင်ထက်တန်းကျောင်းဆိုကြတဲ့ကတို့မှာပိုင်ရဆိုင်ရတွေကတော့ရှိပြီးသားအဲ့တော့အချင်းခံရတဲ့အမျိုးသမီးမိဘတွေအနေနဲ့ဝိုင်းရံသူမရှိရင်ဦးဇင်းတို့ဆက်တွယ်ဦးဇင်းတို့ဝိုင်းရံပေးမယ်ဒီမကြသေးခင်ရပဲဒီရန်ကုန်မဟုတ်ပတိန်အေယာဝတီတိုင်းမဟူပင်မြို့နယ်မှာဖြစ်သွားတယ်ကျောင်းအုပ်ဆရာမရဲ့သားကကျောင်းသူကိုဒါလည်းမရင်းကျင်တာပဲတော့ဦးဇင်းတို့ဒါတရားရင်ဆိုင်တယ်ပေါ့နော်အဲ့မှာရန်ကုန်မြို့ချစ်ရန်တမကအဖွဲ့ကဝိုင်းရံပေးတယ်တစ်ဖက်ကရန်ပတ်စံမရှိဘူးရန်စင်းရဲရန်မွဲတယ်အဲ့တော့ဦးဇင်းတို့ပထမနေ့ရုံအမိန့်ချမယ်ဆိုတော့10နှစ်ဆိုပြီးအတန်ထွက်လာတယ်10နှစ်နဲ့ကတော့မဖြစ်ဘူးဆိုပြီးမှဦးဇင်းတို့သွားတဲ့ခါမှာဟျောက်10နှစ်နဲ့အကုန်လုံး
တော့ကွာလို့ဝင်တွေ့လို့ဆန်နေနဲ့ဒီတိုင်းမှာချမယ်ဆိုရင်လှုပ်တယ်လှုပ်တိုက်တာလှုပ်မယ်ဆိုတို့မျိုးချစ်ရန်တမကဒီမှာဒီဥက္ကဋ္ဌဆရာတော်တွေအတွင်းမှုတွေအဲ့မှာတို့ပြန်ပြီးခိုင်းတာပေါ့နော်မင်းတို့ဝင်တွေ့လိုက်ဒါဦးဇင်းတို့ကြားနေရတော့သူပြောတဲ့ຢာကိုဝင်တွေ့လို့မှပြောမရဘူးဆိုရင်တော့ဟုတ်လားအဲ့ဒီကကြမှာတရားသူကြီးအနည်း20ဆိုပြီးဖြစ်သွားတာအနည်း20ဆိုပြီးဖြစ်သွားတာနော်ထောင်အနည်း20ချလိုက်တယ်ပေါ့ဗျာထောင်အနည်း20ချလိုက်တယ်ဒီကျောင်းဆရာမရဲ့ဒါမဟုတ်ဘဲမြို့နယ်တဲ့ရွာတဲ့ကျောင်းဆရာမရဲ့သားတယောက်ကိုဒါမတိန်မှုနဲ့ပဲထောင်အနည်း20ချလိုက်တယ်တောင်ကြီးမြို့မှာကြတော့ကိုပိုင်အထက်တန်းကျောင်းမှာပိတ်ပြီးအောင်လုပ်ရမှာကျောင်းမှာပိတ်ပြီးအောင်လုပ်ရမှာဒါဒီကျောင်းအုပ်ရဲ့သားမကလို့ကိုပိုင်ထက်တန်းကျောင်းပိုင်ရှင်ရဲ့သားမကလို့သူကဘာကောင်ကြီးပဲဖြစ်ဖြစ်ဗျာသူကကိုနောက်ပိုင်ရဆိုင်ရတွေဘယ်လောက်ပဲပိုင်ဗျာတောင်ကြီးမြို့မှာဆိုရင်ဒါမြို့သားရေးကိုဥထိတ်ထားတဲ့ဦးစင်းတို့ဒါ2012လောက်ကတည်းကအတူတကွလက်တွဲလုပ်ခဲ့တဲ့ဒကာကြီးဦးတန်းရွှေတို့အဖွဲ့ကြီးလည်းရှိတယ်ဦးတန်းရွှေတို့အဖွဲ့ကြီးလည်းဒါအင်အားရန်ကောင်းတာတောင်ကြီးမြို့မှာနော်ဒါလက်ရှိမှာလည်းဦးတန်းရွှေရတောင်ကြီးမြို့ရဒါပြည်သူစစ်လို့လည်းပြောလို့ရတယ်တောင်ကြီးမြို့ရဒါအာကိုအားထားရတဲ့လူတယောက်လို့လည်းပြောလို့ရတယ်တောင်ကြီးမြို့မှာတော့သူအလုပ်တွေလည်းအများကြီးလုပ်ခဲ့တဲ့လူဒါပြောလို့ရတယ်နော်ပြောလို့ရတယ်အဲ့တော့ဒါလေးစားရတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ဒကာကြီးဦးတန်းရွှေတို့လည်းဒီအားနဲ့ပတ်သက်ပြီးခင်ဗျားတို့ဒါဝိုင်းရံပေးပါကာယကံရှင်ခံရတဲ့ကာယကံရှင်ဘက်ကနေမှလိုအပ်တဲ့အရာတွေကိုဆောင်ရွက်ပေးပါရှင်းကြီးတွေလိုအပ်တယ်လားဘာတွေလိုအပ်တယ်လဲတကယ်ဒါမျိုးတွေကမျိုးလည်းပုံရိပ်ကြသေးတယ်နော်နောက်ကိုပိုင်ထက်တန်းအကြောင်းတွေအနေနဲ့ကလည်းတောင်ကြီးမြို့မှာကိုပိုင်ထက်တန်းအကြောင်းတွေအများကြီးရှိတယ်ခံရတဲ့မိဘကလေးဘက်ကဒါခင်ဗျားတို့ဝိုင်းရံပေးရမယ်ဒါမျိုးကိုပိုင်ထက်တန်းအကြောင်းတွေကြောင့်ခင်ဗျားတို့ကိုပိုင်ထက်တန်းအကြောင်းတွေကပုံရိပ်ကြတယ်တော်တော်ကြီးပုံရိပ်ကြတယ်ဗျာနော်အဲ့တော့အကုန်လုံးကဒီကလေးမလည်းနှစ်အားပေးစကားတွေပြောရမယ်ဝိုင်းရံပေးရမယ်ဒီမရင်းကောင်ကိုလည်းထိရောက်တဲ့အပြစ်တွေထိုက်တန်တန်ကြောက်အောင်ခင်ဗျားတို့တရားသူကြီးတွေဥပဒေတွေရဲတွေကိုခင်ဗျားတို့ဒါသိရမယ်တခါလေကြတော့ခင်ဗျားဝင်နေပြီးသွားတယ်ဟိုဘက်ကပြီးသွားတယ်မဟုတ်ထောင်နေပါချလိုက်ထားတယ်ကျင်းအောင်လုပ်လိုက်ထားတယ်နောက်ပြီးချင်းဒါမျိုးတွေအများကြီးဦးစင်းတို့ကြုံခဲ့ဘူးလို့ဒါတွေကပြောတာဗျာနော်ဦးစင်းတို့ကတခါဒါမျိုးအမှုတွေမပြောချင်ဘူးလိုက်ပေးချင်ဘူးဒါပေမဲ့မတရားလုပ်တဲ့ခါမှာဦးစင်းတို့တွေကပါသွားလိုက်ပြီးသွားတာတွေအများကြီးကြုံခဲ့အများကြီးဖြစ်ခဲ့ဘူးတာတွေအများကြီးရှိတယ်ဗျာနော်ဒါလည်းကတွေဦးတန်းရွှေတို့အနေနဲ့ရောနော်ဒီကိုပိုင်အထက်တန်းအကြောင်းတွေတော့ခံရတဲ့အမျိုးသမီးမိဘတွေကလေးမလေးကိုဒါနှစ်တိတ်စကားတွေပြောအပိစကားတွေပြောပြီးမှဒါဝိုင်းရံပေးဖို့လိုအပ်တယ်မရင်းကောင်ကိုလည်းထိရောက်စွာဒါအပြစ်ပေးဖို့တော့ခင်ဗျားတို့အနေနဲ့ဒါတောင်းဆိုရမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ